Japan fighter ကိုနာယူကကမ္ဘာစင်မြင့်ထက်ကိုထိုးတက်လာတဲ့နောက်ထပ်မြန်မာ fighter တဦးမြန်မာပြည်ကို MMA လိုင်းလုံးကြီးဟာအွန်လိုင်းအန်ဆန်နဲ့ Joshua Ban တို့ရဲ့အောင်မြင်မှုတွေကြောင့်မြန်မာလူငယ်တွေကြားမှာတခင်ဆန်းလာပါပြီအခုကမှဆိုရင်တော့ဂျပန်မှာအလုံးလုံးကန်ရင်သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နေတဲ့ KN Fighter လေး Mighty Saw ဂျပန်မှာ MMA ကစားနည်းကိုဝင်ရောက်ရှင်ပြိုင်ပြီးသူ့ရဲ့ပထမဆုံးနိုင်ပွဲကိုဂျပန် Fighter ကိုပဲ4မိနစ်အကျော်မှာ6ကွက်နဲ့နိုင်ယူပြခဲ့တာပါမြန်မာ Fighter တွေကလောဝိုက်ကနေဆင်းသက်လာတာဖြစ်တဲ့အတွက် BJJ ထူးချင်တဲ့သူရှားပါတယ်ဒါကိုအသက်ပွဲလောက်ပြလိုက်တာက Mighty Saw ပါသူကဂျပန်ရဲ့နာမည်ကြီး Deep Promotion မှာတရားဝင်ရောက်ရှင်ပြိုင်နေတာပါဒီ MMA ဟာဂျပန်နိုင်ငံမှာ2001ခုနှစ်တည်းကစတင်တည်ထောင်ခဲ့တဲ့တမိုင်းကြောင်အရှိကြဆုံးနဲ့အစင်းလာကြီးမားဆုံးကမ္ဘာအဆင့်မီ promotion ကြီးတစ်ခုဖြစ်တယ်လို့လူငယ်တွေကိုနာမည်ကြီးစင်မြင့်တွေဖြစ်တဲ့ Rizin One Championship နဲ့ UFC လိုနေရာမျိုးတွေကိုတိုက်ရိုက်သွားနိုင်တဲ့အထိနာမည်ကြီးတာပါ One Championship ရဲ့ Champion ဟောင်း BJJ White စာရှင်ညာအာအိုကီလိုကမ္ဘာကျော် Fighter ကြီးများကလည်းဒီစင်မြင့်ထက်ကနေထွန်းတောက်လာတာပါ UFC Flyweight Champion ကပတ်ကိုပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့Joshua Ban နဲ့ကမ္ဘာ MMA လောကမှာမြန်မာဂုံကိုထိတ်ဆုံးအထိတင်ပေးခဲ့တဲ့ online အန်ဆန်းတို့လို Mighty Saw တယောက်ပြသနိုင်ဖို့အခွင့်အလမ်းကောင်းတွေထပ်ပေါ်လာနေပါပြီ